ကျွန်တော်တို့ကက်သလိတ်တွေထင်တာကလေတော်တော်လေးအဲ့ဒါတော့ကျွန်တော်တို့ကအတိုက်ခံစန့်ကျင်ပြီးပြောတာမဟုတ်ပါဘူးဘာသာသူတွေကိုခုနဖာသာတင်ဝင်းပြောသလိုဖယားတကယ်ရစေချင်ကျွန်တော်တို့ကက်သလိတ်တွေထင်တာကလေတေကန်នេះမှာဘုန်းကြီးပြေးခေါ်လိုက်ပရိတ်တော်စီလေးလူလိုက်ပြီးပြီမိုးကောင်းငင်ရောက်သွားပြီလို့ထင်တာမဟုတ်ပါဘူးမဟုတ်ပါဘူးပရိတ်တော်စီလူလို့မိုးကောင်းငင်ရောက်တာမဟုတ်ဘူးဖယားကျေးဇူးတော်ခံစားရခြင်းအတိအမှတ်တစ်ခုအနေနဲ့ခင်ဗျားကိုပရိတ်တော်စီလူပေးတာဖြစ်တယ်ကျွန်တော်တို့ကက်သလိတ်တော်များများထင်တာအော်ပရိတ်တော်စီလဲသူရသွားရှာတယ်တည်တဲ့အချိန်မှာလဲဘုန်းကြီးတွေကပေါမပေါမန္တလေးသာသနာမှာအပါ80ရှိတာ85ပါးလာတယ်နော်ဘုန်းကြီးတွေလည်းအကုန်လာတယ်ပေါမပေါနော်အလောင်းကိုလည်းကြည့်လိုက်စိတ်ပရိကလက်မှာတကူနော်လက်နဲ့ကျွန်တော်ဘာလုပ်တာလဲစိတ်ပရိလေးလက်ရစ်ထားတာလဲဘင်းမှာတကူတချို့ဆိုခြေထောက်မှာတော့ပတ်ထားလိုက်သေးတယ်နော်တကူလုံးပတ်လားကျွန်တော်အဲ့လိုလေးပတ်ပြီးမှချလိုက်ချပြီး300စိတ်ပရိစိတ်တခါ900စိတ်ပရိစိတ်တလပြည့်စိတ်ပရိစိတ်ပြီးရင်ဒီဝိညာဉ်မိုးကောင်းငင်ရောက်ပြီလို့ကျွန်တော်တို့ယူဆကြတာဖြစ်တယ်ကျွန်တော်ပြောမယ်ဖယားကိုမသိဘဲနဲ့မိုးကောင်းငင်မရောက်ပါဘူးဖယားကိုမသိဘဲနဲ့မိုးကောင်းငင်မရောက်ကျွန်တော်တို့ကက်သလိတ်တွေနေထိုင်အသက်ရှင်တဲ့ဟာကိုကြည့်ဖယားမသိဘူးဆိုတာတော်တော်သိကြတယ်ဖယားเจ้าလာတယ်ကွန်စားပြီးလာတယ်ဆက်လိုက်တော့ပြီးလာတယ်အရက်တော့ပြီးလာတချို့အာမလာဖြေတာတော့မှအရက်မှုပြီးလာဖြေတဲ့သူတွေရှိတယ်ဖယားเจ้าအပေါက်မှာပဲနေပြီးမှခုနဖာသာတေဝင်းပြောသလိုဩဝါဒလည်းစိတ်မဝင်စားဘူးကျမ်းစာဖတ်တာလည်းစိတ်မဝင်စားဘူးအแทမှာဘာလုပ်နေလဲစိတ်ဝင်မစားဖယားဆိုတာလည်း तू သိလဲမသိဘူးခဏနေကြလာပြီးခရစ်ဆွေကိုရောမြတ်အာမင်ဆိုပြီးဘယ်ပြန်ထွက်သွားတော့ဟိုတစ်ပင်အောက်ပြန်ထွက်သွားတယ်ဒါပဲကျွန်တော်မနေ့ညပြောတယ်မနေ့ကပြောတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကဘသူရဲ့ခန္ဓာကိုယ်တော့တန်ရှင်းသောဝိညာဉ်တော်ဖယားကိန်းအောင်ရာဗိမာန်တော်ဖြစ်တယ်ဒီဖြင့်လူမျိုးတွေတော့ကျွန်တော်မသိဘူးကျွန်တော်တို့မန္တလေးသာသနာမှာဆိုရင်ရွာကိုဆရာတော်ကြွလာမယ်ဆိုရင်ဘယ်လိုကြိုကြတော့ဆရာတော်ကတနာရီရောက်မယ်ဆိုရင်မနေ့10နာရီတည်းကလမ်းမပေါ်ဘာဖြစ်တာတော့ရောက်နေပြီဘုံတွေရောဘာတွေရောညာတွေရောကာရီနဲ့ဆိုရင်ပို့ဆိုးတယ်ကျွန်တော်တို့ဟုတ်တယ်နော်ဟောဒါအပြစ်တင်တာမဟုတ်နော်ကာရီနဲ့ဆိုကျွန်တော်လည်းဟောမနေ့10နာရီကာရီနဲ့တနာရီမှလာမမနေ့10နာရီတည်းကရောက်နေပြီအိုးတချင်းတွေရောလူတွေရောပြီးဝေါ်တွေလားဘာတွေလားညာတွေဘလို့ကာရီနဲ့ကိုမြင့်နဲ့တင်ဖို့ရာအတွက်ဟုတ်တယ်နော်အကောင်လုံးပြင်ကြတယ်။အော်ကာရီတိုင်းလာတဲ့ချိန်မှာဝိုင်းကာရီပဲကိုကြိုးစိုးကြတယ်။အော်မျိုးလောက်ကြတယ်။ဒါပေမဲ့အဲ့ဒီကာရီနဲ့တဲ့အစာပေါင်းမြောက်များစွာမြင့်မြတ်တော်မူသောကိုရောမြတ်စက္ကရမန်တူမှာဂိမ်းအောင်တော်မူသောဖယားခမရင်ပတ်တဲ့ခမခန္ဓာကိုယ်နဲ့လာဖို့ကြဘာမှမပြင်ဘူးဗျာ။ဘာမှမပြင်ဘူးဗျာ။နားလည်လားမသိဘူး။ဘာမှမပြင်ဘူးဖျားเจ้าသွားမယ်လေသွားမယ်ဝတ္တရားချင်းဒီနေ့ပြာခံတဲ့နေ့ဖျားเจ้าသွားရအောင်ပါနော်အပေါက်မှာထိုင်းတာပြီးပြာခံပြီးပြန်ထွက်သွားတာမင်းပြာတော့လောင်းပေးလိုက်အောင်မယ်တကူလုံးပြာခံလို့မိုးကောင်းငယ်မရောက်ဘူးပြာခံခြင်းရဲ့အဓိပ္ပာယ်ကနောင်တရခြင်းနောင်တရဒီနေ့ဝါကျွတ်တဲ့နေ့လေဖျားเจ้าသွားရအောင်မယ်ကျွန်တော်တို့ကက်သလိတ်ကဖျားเจ้าသွားပဲသွားတာဖယားနဲ့မသွားဘူးဖယားလည်းရမလာဘူးဒီနေ့ဝါကျွတ်တဲ့နေ့ပါစကားဝိတရားမကြေရင်သိဉိုင်းမရဘူးအဲဒါကြောင့်မလို့ပါစကားဝိတရားကြေကိုကြေရမယ်ပါစကားဝိတရားမကြေရင်ဖုံးကြီးကမလိုက်ဘူးတဲ့ကျွန်တော်တို့သိကြပါတယ်ကချင်ပြည်နယ်မှာစစ်ဘေးတွေဖြစ်နေအမျိုးမျိုးတည်သွားတဲ့ဘာသာသူတွေအများကြီးရှိတယ်ဖုန်ကြီးလည်းမတွေ့လိုက်ရပဲတည်သွားတဲ့ဘာသာသူတွေရှိတယ်ပရိတ်တော်စီလည်းမရပဲတည်သွားတဲ့ဘာသာသူတွေရှိတယ်ဖုန်ကြီးလိုက်မှမိုးကောင်းငင်ရောက်တာမဟုတ်ဘူးဖယားရှိမှမိုးကောင်းငင်ရောက်တာ
ကျွန်တော်ပြောတာနားလည်ဖို့တော့လိုတယ်နော်အသင်းတော်ကိုဆန့်ကျင်ပြီးပြောနေတာမဟုတ်ဘူးကျွန်တော်လူတွေမှားနေတဲ့အရာတွေပြောပြတယ်ကျွန်တော်တို့အော်ပရိတ်တော်စီတွေလူလိုက်ရရင်ဖះเจ้าတက်တယ်တက်ပါတယ်တက်ယုံပဲတက်တာဝတ္တရားကြည်နော်ဖះเจ้าဆိုတော့ခေါင်းကကြိုက်တာ TV ရှေ့ကြတနေ့ကုန်ထိုင်တယ် TV ရှေ့ကြတနေ့ကုန်ထိုင်နောက်တစ်ခုကကျွန်တော်ဒါမျိုးနိုဘီနာတွေကောင်းပါတယ်နိုဘီနာတွေလောက်ပါဒါပေမဲ့ကျွန်တော်ပြောမယ်ကျွန်တော်ရွာမှာလည်းရှိတယ်ရွှေကြတန်းမှာလည်းရှိတယ်မုံလာမှာလည်းရှိတယ်ချမ်းသာရွာမှာလည်းရှိတယ်နေရာတိုင်းမှာရှိတယ်ဖယားเจ้าတစ်ခါမှမလိုက်ဘူးညောင်လေးပင်ကျတော့ကိုးရက်လုံးသွားမှာပခောက်ကူပွဲသွားမှာနေရောညရောမိုးရွာလည်းထိဆောင်သွားမှာနော်ညချမ်းသာကုန်းသွားမှာမေတော်ကပေးမှာဆိုတော့သွားမှာအိမ်ပြန်ရောက်လာဖယားเจ้าတစ်ခါမတက်အိမ်ပြန်ရောက်လာဖယားเจ้าတစ်ခါမှမတက်ဘူးအဲ့ဒါဖယားမကြိုက်တော့အသက်တာဖြစ်တယ်ဖယားမကြိုက်တော့အသက်တာဖြစ်တယ်ဖယားကကျွန်တော်တို့နဲ့အတူတူနေခြင်းသောကြောင့်မိုးကောင်းငယ်ကနေလူအဖြစ်ကိုယူတော်မူသောဖယားဖြစ်တယ်အေမာနွေလဆိုသည်မှာငါတို့နဲ့အတူရှိတော်မူသောဖယားသခင်ဖြစ်တယ်ကကဘာကုံသည့်တိုင်အောင်သင်တို့နဲ့ငါအတူရှိမိအသင်းတော်ကဘာသာသူတွေဖယားเจ้าမတက်ဖြစ်မှာစိုးလို့တနှစ်ကိုအနည်းဆုံးတစ်ကြိမ်အာဘတ်ဖြည့်ပြီးတစ်ကြိမ်ဖယားเจ้าတက်ပါလို့ပြောတာအတိအကျလိုက်နာတဲ့ဘာသာသူကတစ်ကြိမ်မှတက်ပြီးတစ်ကြိမ်ပဲဖြည့်တယ်ကျမ်းစာကဘာပြောလဲဆိုရင်ဖယားသခင်နှုတ်ကပတ်တော်ကိုနေညမပြတ်စင်ကြင်အောင်မိတ်တော်သူသည်မင်္ဂလာရှိဖယားကကျွန်တော်တို့ကိုနေညမပြတ်စင်ကြင်အောင်မိတ်ခိုင်းတာတစ်နှစ်တစ်ခါပဲဖယားကြောင့်တက်ခိုင်းတာမဟုတ်ဘူးနားလည်လားမသိဘူးသခင်ယေရှုဘာဖြစ်လို့သေခံတာတော့ပြောငါတို့သည်အိတ်လျက်ရှိသည်ဖြစ်စေနိုးလျက်ရှိသည်ဖြစ်စေထိုသခင်နှင့်အတူအသက်ရှင်ပါမိအကြောင်းခရစ်တော်သည်ကားတိုင်းပေါ်မှာအသေးခံတော်မူသည်အဲ့ဒါကျွန်တော်ရှင်းပြပေးပြီနော်ရှင်းပြပေးပြီသခင်ယေရှုကလေကျွန်တော်တို့နဲ့24နာရီအတူတူနေခြင်းလို့ကားတိုင်းပေါ်မှာအသေးခံခြင်းဖြစ်တယ်ကျွန်တော်တို့အဲ့ဖယားကိုတစ်နှစ်တစ်ခါပဲရှိခိုးကိုးကွယ်တစ်နှစ်တစ်ခါပဲရှိခိုးကိုးကွယ်တယ်အဲ့ဒါတော့မှသင်္ချိုင်းနေရာမရမှာဆိုလို့သင်္ချိုင်းနေရာမရမှာဆိုလို့တာပါစကားဝိတရားမကြေမှာဆိုလို့ဖယားနဲ့ကျွန်တော်တို့ကြားမှာဝိတရားဆိုတာမရှိဘူးချစ်ချင်းမေတ္တာတရားပဲရှိတယ်တဲ့မှာမိဘတွေရှိတယ်ကိုသားသမီးကကိုနားမှာနေနေတဲ့အချိန်မပြောဘူးလားစိတ်မချဘူးလားစိတ်ချနေတယ်ကိုသားသမီးကိုနားမှာရှိနေတာကိုမိဘကပျော်နေတာဖယားကကျွန်တော်တို့ရဲ့အဖေဖြစ်တယ်ခမဖယားနားမှာရှိနေခြင်းကိုဖယားကပျော်နေတာပျော်နေဖယားခမတော့ကြောင့်ပျော်နေခမအများကြီးဆူတောင်းစရာမလိုကျွန်တော်မနေ့ကကျွန်တော်ပြောတာခမဖယားရဲ့နှလုံးသားကိုတိသွားတယ်ဖယားခမနှလုံးသားကိုတိသွားပြီဆိုအများကြီးဆူတောင်းစရာမလိုအများကြီးဆူတောင်းစရာမလိုကျွန်တော်ညတိုင်းစိတ်ပြီးစိတ်တယ်အခုလည်းစိတ်ဆုမတောင်းဘာဖြစ်လို့စိတ်ပြီးစိတ်တောင်းသိလားမေတော့ကိုချစ်လို့ဒါပဲမေတော့ကိုချစ်လို့ဆုမတောင်းချစ်လို့စိတ်ပြီးစိတ်တာကျွန်တော်နေ့တိုင်းဖယားနဲ့အတူနေတယ်နေ့တိုင်းကိုရမြတ်ဖူးတယ်ကျွန်တော်အတွက်ကျွန်တော်တစ်ခါမှဆုမတောင်းဘာဖြစ်လို့ကိုရောရဲ့ဂယုဏကိုရောရဲ့မြစ်တာကျွန်တော်အတွက်လုံလောက်တယ်ကိုရောဒါပဲတပည့်တော်ဖယားရှိခိုးတာကိုရောကိုချစ်လို့တပည့်တော်ဖယားနဲ့အတူနေတာကိုရောကိုချစ်လို့ဒါပဲအဲ့တော့ကျွန်တော်ဒီနေ့ဘာသာသူတွေကိုနားလည်စေချင်တာကကျွန်တော်တို့မသိတဲ့အချိန်မှာကျွန်တော်တို့ဘာလုပ်ရမှာသိရမှာကျွန်တော်တို့မသိတဲ့အချိန်မှာကျွန်တော်တို့သိရမှာဖြစ်တယ်နော်သိရမှာဖြစ်တယ်သိလို့ရှိရင်ပြိတ္တော်စီလူးတာနဲ့မိုးကောင်းခင်မရောက်ပါဘူးမရောက်ဘူးနော်ဖုန်းနဲ့ recording လုပ်ထားပြီးဆရာတော့သွားပြ
Father ဝင်းမြတ်အဲ့လိုတရားဟောတယ်လို့အေး तू ကပြောလိုက်မယ်ဟုတ်တယ်လို့ပြောလိုက်ဟုတ်တယ်လို့ပြောလိုက်ပရိတ်တော်စီလူလိုက်တာတဲ့မိုးကောင်းခင်မရောက်ဘူးဖုံးကြီးအပါ80လာလို့မိုးကောင်းခင်မရောက်ဘူးခမရဘဝအသက်တာမှာဖျားရှိပြီးမှအဲ့ဖျားနဲ့အတူတူနေထိုင်အသက်ရှင်ခဲ့မှသာလေမိုးကောင်းခင်ရောက်တာရွာမှာကာရီနဲ့လာလို့ရှိရင်အပြတ်သက်ကြိုဆိုကြတယ်ဗျာတနှုံးကနေဖျားเจ้าမှာကိုရမြတ်ပြင့်မဲ့အချိန်မှာကျွန်တော်တို့မပြင်ထားဘူးမပြင်ထားဘူးဘာမှပြင်မထားဘူးပါဇက်လည်းပြင်မထားဘူးနှလုံးသားလည်းပြင်မထားဘူးအုံနောက်လည်းပြင်မထားဘူးအဝိအစားတော်မပြင်ဘူးဗျာအိယာဘွားတိုင်းထားပြီးထွက်လာနော်အိယာဘွားဒီတိုင်းထားပြီးထွက်လာဘာမှမပြင်မဲနဲ့ဘာလို့လဲဖះเจ้าလာပြီးဘသူ့ကိုပြင်ယူတော့ဖះကိုပြင်ယူတယ်ဖះကြာနေလို့ရမလားကြာနေလို့ရမလားမရဘူးကျွန်တော်ဒီနေ့ကိုတန်ဖိုးရှိတော်သူဆိုတာသိဖို့လိုတယ်ကိုရဲ့ဖျားကိုသိဖို့လိုအပ်တယ်နော်နောက်တစ်ခုကျွန်တော်သတိပေးချင်တာဘာလဲဆိုရင်ဝိဆောင်ပွဲတွေလာတယ်လာပြီးရင်မန္တလေးတို့တနေရာတို့မှာကျွန်တော်နဲ့တွေ့လို့ရှိရင်လူတွေကအမြဲတမ်းညီးကြတယ်ကိုတော့တပည့်တော်တို့ဝိဆောင်ပွဲတွေတက်ပြီးပြန်သွားတဲ့အချိန်အိမ်ကယောက်ျားလေးကျန်းစာပြောပြတာဘလို့မှလက်မခံဘူးကိုတော့ဘလို့မှသူ့ကိုပြောင်းလဲလို့မရဘူးကိုတော့ပြောကြတယ်ကျွန်တော်တို့နော်တချို့ကလည်းကျန်းစာကြည့်ပြီးတော့ကျန်းစာဖတ်မယ်ဆုံးဖြတ်လိုက်ပြီနော်ကျန်းစာအိမ်ရောက်ရင်ကျန်းစာဖတ်တယ်နော်ဒါပေမဲ့သားသမီးကိုဘလို့မှကိုတော့ပြုတ်ပြင်လို့မရဘူးကျွန်တော်ပြောမယ်ကျန်းစာဖတ်တာသူများကိုပြုတ်ပြင်ဖို့ဖတ်တာမဟုတ်ကိုပြုတ်ပြင်ဖို့ဖတ်တာအဲ့ဒါမှတ်ထားကျမ်းစာဖတ်တာတရားဟောဖို့ဖတ်တာမဟုတ်ဘူးသူများကိုပြုပြင်ဖို့ဖတ်တာမဟုတ်ဘူးကိုပြုပြင်ဖို့ဖတ်တာခင်ဗျာကျမ်းစာဖတ်ရင်းနဲ့နေတိုင်းကိုပြုပြင်သွားသူများကခင်ဗျာကိုကြည်ရင်းနဲ့ပြုပြင်ပြီးသားဖြစ်နေကျွန်တော်ဘုန်းကြီးတွေဩဝါဒပေးဖို့ကျမ်းစာဖတ်လို့မရအောင်ဩဝါဒပေးဖို့ကျမ်းစာဖတ်လို့မီလာနော်အော်မီလာဆရာကျေးဇူးတော်အော်ရပြီဗိုက်စားပြီလားဘယ်ရောက်သွားပြီကျန်းစာဖတ်တာသူများအတွက်ဖတ်တာမဟုတ်ဘူးအော်ဒီမှာကျန်းစာဖတ်ဟာမိုက်ပြီဒီပွိုင်းကောလာဟောကောလာမကြည့်တဲ့နော်ဒီမှာကြည့်တဲ့နော်နင့်ပြောနေတာကွက်တိပဲနင့်ပြောနေတာဒီကျန်းစာကျန်းနင့်ပြောနေတာမဟုတ်ဘူးသူ့မပြောဘူးမင်းပြောတာကျန်းစာမှာဆိုမင်းကိုပြောတာကျွန်တော်ကျန်းစာဖတ်တိုင်းမှာကျွန်တော်ဘဝအသက်တာမှာပြုပြင်စရာတွေအများကြီးတွေ့တယ်ကျမ်းစာဖတ်တိုင်းမှာကျွန်တော်ဟာမကောင်းသောသူအပြစ်သားပါဆိုကျမ်းစာကျွန်တော်ကွက်ကွင်းကိုထောက်ပြတာကွက်ကွင်းကိုထောက်ပြတာသူများကိုကျွန်တော်ကျမ်းစာနဲ့ပြင်ဖို့မကြိုးစားဘူးကျွန်တော်ခံစားရတာကိုပဲကျွန်တော်သူများကိုပြောပြတာကျွန်တော်အခုတရားနာဘေးကယောက်ျားရှိတယ်ဘုန်းကြီးတရားကွက်တိပဲသိတယ်ကြားနော်နင်ကြားနော်ဘုန်းကြီးတရားကွက်တိပဲနင်ကြားဖို့မဟုတ်ဘူးငါကြားဖို့လိုတာဟုတ်တယ်နော်ငါကြောင့်တချို့ကလည်းလာသေးတယ်မစ္စတာတရားကိုရောတပည့်တော်မှယောက်ျားပြောင်းလဲအောင်ဟောပေးတယ်မှာနင်တို့အတူတူလိုက်အဲ့တဲ့လင်မယားတော်မှမဟောနိုင်ငါဘလို့ဟောရမှာတော့ငါဘလို့ဟောရမှာတော့တပည့်တော်မှယောက်ျားပြောင်းလဲအောင်ဟောပေးတယ်မှာနင်တို့အတူတူနေတဲ့လူတော်ပြောင်းလဲမရငါဘလို့ပြောင်းလဲလို့ရမှာတော့ကျွန်တော်ပြောမယ်သူများကိုပြောင်းလဲစေခြင်းလားခမရအားဖြင့်သူများကိုပြောင်းလဲစေခြင်းလားကိုယ်တိုင်အရင်ပြောင်းလဲကိုယ်တိုင်အရင်ပြောင်းလဲခမရကျမ်းစာဖတ်တာအေဝေဂေလိလှုပ်ဖို့မဖတ်နဲ့အဲ့ဒီအေဝေဂေလိကသူများသွားလို့ရမဟုတ်ကိုအရင်အေဝေဂေလိလှုပ်သူများကိုအေဝေဂေလိလှုပ်ဖို့ကျမ်းစာမဖတ်နဲ့အဲ့ဒါခရစ်ယာန်တွေရဲ့ပြဿနာ